အားလုံးမင်္ဂလာပါကျွန်တော် YouTube channel လေးကနေအားလုံးကိုကြိုဆိုပါရစေဒီနေ့တော့ကျွန်တော် Salmon Skin ကိုကျွန်တော်သုံးပါမယ်ဒီ Salmon Skin ကပေးကလေးဆိုတော့ကျွန်တော်တို့ sushi ဆိုင်မှာကျွန်တော်တို့ salmon ကိုဖြတ်လိုက်တဲ့အချိန်မှာဒီအခွန်ရီအနာရီဒီကိုကျွန်တော်တို့ထုတ်တဲ့နေရာကနေရတဲ့ဟာဟုတ်တာပေါ့နော်ဒါကတော့ sushi မှာတော့မသုံးပါဘူးတော့ရေနဲ့ချက်ပြီးမှပျော့အောင်ရေနဲ့ချက်ပြီးမှခန်းသွားတဲ့အချိန်မှာကျွန်တော်ထုတ်ပင်ပေါ့နော်ထုတ်ပြီးမှကျွန်တော်စီပြန်တက်ပါမယ်စီတက်တဲ့နေရာမှာကျွန်တော်ယူလေးပဲစီတက်နာလုပ်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ခဏနေဒီငါးနဲ့ချက်မယ်ဟာထဲမှာဟိုချက်သွန်ဖြူတွေအကုန်လုံးဆာဘလာတွေပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အခုပြန်စီထည့်မယ်စီထည့်ပြီးတော့ချက်သွန်ဖြူနည်းငယ်လေးနဲ့ကျွန်တော်စီပြန်တက်ပါမယ်ဒီကအယောင်တင်မုတ်လေးတွေအယောင်တင်အနက်လေးတွေရချင်လို့ပေါ့နော်စနမုတ်ထည့်မယ်ပြီးတော့အယောင်တင်နည်းနည်းထည့်မယ်အဲ့တော့ပြီးတော့ကျွန်တော်ဒီမှာတော့ဗာလေကာလစ်ရေကျွန်တော်ချက်သွန်ဖြူရေဒီဖက်ဖေရွက်ရေချီလီမြုပ်တီးရေကျွန်တော်ကြိတ်ထားတဲ့ဟာလေးကိုအရင်ချက်ပါမယ်နော်ဒီချိန်မှာကျွန်တော်စားထည့်မယ်ပြီးတော့ချက်သားမှုကြီးအရသားမှုကြီးထည့်မယ်ပြီးတော့ဒီငံပြရေးထည့်မယ်နော်တရားစူပွက်လာတဲ့အချိန်မှာကျွန်တော်တို့ကထိုးနာ salmon skin ကို salmon အရေးခုံကိုကျွန်တော်တို့ချက်မယ်ဒီမှာတော့ salmon skin တာပြောလာဒီအရေးခွန်စစ်တော့မဟုတ်ဘူးနော်ဒီကျွန်တော်တို့sushi လုပ်တဲ့နေရာမှာသုံးတဲ့ salmon နဲ့ဒီ salmon ငါရဲ့အခွန်လေးပေါ့ပပလေးမတုံးတဲ့နေရာတွေဟုတ်ကျွန်တော်တကယ်ချင်းတွေမမိကြမယ်ထင်ပါတယ်ကျွန်တော်အရင်က salmon ငါဖြတ်တဲ့အချိန်မှာကျွန်တော်ဒီဟင်းလေးချက်ပြပါမယ်ဆိုပြီးမှလည်းကျွန်တော်ပြောခဲ့ဖို့ပါတယ်အဲ့ဒီဗီဒီယိုကိုပြန်ကြည့်ချင်းလေကျွန်တော် description မှာကျွန်တော်ပြန်ချထား link ချထားပေးပါမယ်เนาะအဲ့ဒီဗီဒီယိုလေးပြန်ကြည့်လို့ရပါတယ် salmon ငါဘယ်လိုဖြတ်တယ် frozen salmon ကိုဘယ်လိုဖြတ်တယ်ဆိုရဟာလေကျွန်တော်တို့တော်လေးကျွန်တော်တို့ကြက်အောင်လော်ပြီးတော့ကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်ဒီအချင်းရေကိုတံပြာတီးကိုညစ်မယ်ပေါ့နော်ချင်းဆက်လေးပုံစံချက်ချင်းလို့တံပြာညစ်ထည့်တာဖြစ်ပါတယ်ကဲကျွန်တော်တို့လိုချင်တဲ့ဒီ salmon skin တော့ဟင်းရပါပြီအပေါ်မှာကျွန်တော်ကတော့ချက်သွန်green garlic ကိုကျွန်တော် green onion ပေါ့ green onion အဲ့ဒါကိုထည့်ပါတယ်ပြီးတော့နန်းပြင်းလေးထည့်ပါတယ်ကဲ mix ရိုးလေးစားကြည့်ပါဗီဒီယိုကိုဆုံးထိကြည့်ပေးလို့ကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် Thank you so much